မာလာဘဲဆက်လေးကကျတော့3000တန်လေးရဲ့2000တန်လေးရဲ့ရှိရဲ့ချင်း3000တန်လေးကကျတော့ဘဲသားလေးကိုပြင်လာတာပေါ့နော်မာလာရှမ်းကောလေးကကျတော့2000တန်ရဲ့1000ခွဲတန်လေးရဲ့ချင်းသူကကျတော့ချင်းရထွက်တဲ့ပြောင်းစီနဲ့ဗမာချက်နဲ့ကိုရောပြီးချက်ထားတာပေါ့နော်အာဟာရတော့တော်တော်ရှိတယ်ဆိုတော့ဒါကတော့ဒါကျွန်တော်တွင်းကြီးအနှစ်အဆင့်နဲ့လုပ်ထားတဲ့ဝေဖယ်ပဲဖြစ်ပါတယ်ကျွန်တော်မှားထားရတာ brown sugar meaty ပေါ့နော်ပုံထဲမှာကြည့်ပြီးမှားထားတဲ့အတိုင်းပဲဒီလိုမျိုးချိုးချက်ခတ်နေတဲ့ design တွေတကယ်ရဆိုင်ရဲ့ decoration နဲ့တော်တော်လေးမိုက်တယ်ဒီသင်္ကာဆိုတဲ့ full ကောင်လေးပဲဖြစ်ပါတယ်သူကတော့ဒါဒီပင်လုံလမ်းမပေါ်မှာပဲရှိတာပေါ့နော်အချိုအနေနဲ့ဆိုလို့ရှိရင်တော်တော်လေးထူးထူးခြားခြားနေရာတိုင်းမရနိုင်တဲ့ဒီ wafer မျိုးပစ္စည်းမျိုးတွေဒီ bubble tea တွေကလည်းအများကြီးပေါ့နော်တော်တော်လေးများတဲ့ menu တွေကိုဆိုင်သေးသေးလေးနဲ့ပိုင်ဆိုင်ထားတဲ့နေရာလေးဖြစ်ပါတယ်โอเคမင်္ဂလာပါ Open the Box ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့တော့ကျွန်တော်ကဒီနောက်တစ်ခုပင်လုံလမ်းမပေါ် maximum ကိုတစ်ချက်လာတာဗျဒီကိုရောက်ရင်းနဲ့ဒီမှာရှေ့မှာ Lady သင်္ကာဆိုတဲ့ food ကောင်လေးတွေ့လို့သူက food ကောင်ဆိုတဲ့အတိုင်းပဲ Euro restaurant အနေနဲ့မတူဘူးစားစရာတော်တော်လေးများတယ်ဆိုတော့ဆိုင်နဲ့ decoration နဲ့မိုက်တယ်အများကြီးပြောနေတော့ချက်တော့ပတ်ကြည့်အောင်နဲ့မမင်းလာပါဆိုင်မားလေးမှာအဓိကကမာလာရှန်ကောနဲ့မာလာဒီလက်ထီတယ်ဟုတ်ကဲ့ရှင်ဆိုတော့လုံမျိုးရှိတယ်ဈေးနှုန်းတွေလေမာလာဘဲဆက်လေးကကျတော့3000တန်လေးရဲ့2000တန်လေးရဲ့ရှိရဲ့3000တန်လေးကကျတော့ဘဲသားလေးကိုပြင်လာတာပေါ့နော်မာလာရှမ်းကောလေးကကျတော့2000တန်ရဲ့1000ခွဲတန်လေးရှိရဲ့အပွဲကြီးပွဲကြီးပေါ့ကျွန်တော်တယောက်တည်းစားမှာဖြစ်တော့ဗျာနှစ်မျိုးလုံးနဲ့စားကြတယ်ဆိုတော့ကျွန်တော်မာလာဘဲဆက်ကောမာလာရှန်ကောနှစ်မျိုးစလုံးပွဲသေးတစ်ပွဲစီလုပ်ပြတာနော်ဆိုတော့1000ဝဲနေရင်2000နဲ့နော်โอเคဒီမှာကျွန်တော်မှားထားတဲ့နှစ်ပွဲစလုံးတော့ရောက်ပြီဒါဆိုလို့ရှိရင်လည်းဒီဘက်ကချီမှာဘလို့မှ1000ဝဲနဲ့ရဖို့ရမလွယ်တဲ့ portion တစ်ခုရတယ်ပေါ့နော်ဒါမာလာရှန်ကောဒီဘက်ကတော့ဒါမာလာဘဲဆက်ပေါ့နော်ဆိုတော့ကျွန်တော်ဆွဲပါမယ်ဒီဘက်ကတော့ကျွန်တော်ကဒါချင်းဆက်နည်းနည်းလုပ်ခိုင်းလိုက်ပြီးတော့ဒီဘက်ကတော့ကျွန်တော်အထုံနည်းနည်းများများနဲ့ယူလိုက်သူကကိုယ်တိုင်ဆက်တဲ့နေ့ဆိုရင်လည်း ready made နေ့ဆက်တော့နည်းနည်းလေးကျွန်တော်တကယ်တော့ပို့ပေးရတာတွေ့အဲ့တော့ ready made နေ့တွေပဲစားတာများတော့လားမသိဘူးเนาะဒါကိုယ်ပိုင်ဆက်တဲ့ဟာဆိုတော့သူကဒီပင်ငပီနှစ်ကတက်ဒီအထုံနဲ့အဆက်ပြုတ်လို့ထားတာတက်ဆိုတော့အရသာလေးတော့တက်ကွဲထွက်တယ်ညာပုံမှန်ဟာကြီးတောင်မှနည်းနည်းပို့ပြီးတော့ကျွန်တော်ပါဇက်ထဲမှာဆိုရင်ပေါ့နော်စားတာအဆင်ပြေတယ်လို့ခံစားရတယ်ပြီးတော့စက်သားကလည်းသူအခုကိုလာမှပြုတ်ထားတဲ့အသားကိုပြစ်ထည့်ပြီးတော့တော်တာမျိုးမဟုတ်ပဲねအဲဟာတရက်ကိုတော်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့အသားလည်းထဲထဲရတာဝင်နေဆိုတော့ဟိုပါပေါ့တခြားသောအသားတွေကျွန်တော်မှရွေးထည့်ကြမရှိဘူးဆိုပေမဲ့လည်းပဲစက်သားတစ်ခုရဲ့အနေနဲ့ဆိုလို့ရှိရင်မာလာရှန်ကတော်တော်လေးမိုက်တယ်ပြောโอเคတော့မာလာပဲစက်လေးကိုသွားကြတော့မာလာပဲစက်အနေနဲ့ကတော့ကျွန်တော်ထင်ထားသလိုပေါ့နော်ကျွန်တော် kitchen မာလာပဲစက် kitchen နဲ့တစ်ခါမှမရောက်ဘူးတော့ကျွန်တော်အဲ့လိုမျိုးမာလာရှန်ကောလိုပဲပြုတ်ကြော်ချက်မယ်ခင်ဗျာမဟုတ်ဘူးသူကဒီသားတွေအားလုံးပြုတ်ပြီးသားပဲတိတ်နာရတာဆိုတော့ခိုင်းနေုံပဲဆွဲကြည့်အောင်ဒီကတော့သူကဒီရေညှိတော်တော်လေးမြများဆဆတုံးထားပြီးတယ်အဲ့အတွက်ဒီဟာကလိုအပ်တာတဲ့ကိုပို့ပြီးတော့စိတ်နဲ့ဘက်ကိုရောက်တယ်အစားတွေကဘေးနာဘဲသားချိုးတဲ့စိတ်နဲ့ဘက်ကိုသွားရလဲပါတော့တကယ်လိုက်တဲ့အတွဲလို့တော့ထင်တယ်ဒီလေးသင်္ကာမှာဆိုလို့ရှိရင်ပေါ့နော်ဒီမာလာဘဲဆက်တာကျွန်တော်ယူထားတဲ့ပွဲဆိုရင်ဒါပွဲသေးဒါ2000ပေါ့နော်လူတစ်ယောက်စားမယ်ဆိုတော့တကယ်များတဲ့ပိုရှင်တကယ်တော်တော်များတယ်သူကျတော့ဘဲသားဆိုတာလည်းရှာနေကြမလို့ဗျာဘဲသားညင်းနဲ့ဘဲသားပါတယ်ပြီးတော့ဒါမျိုးလေချောင်းအတုံးနဲ့ဒါတော့ထင်ဒီမှာအမြင်အောင်4-5လုံးရှိရဆိုတော့အသားပိုရှင်ရဆိုတော့ဒါမခိုမကတ်ဘူးလို့တော့တော့အနေနဲ့မြင်နေပေါ့နော်ဒီအောင်တော့ကျွန်တော်နည်းနည်းအထုံများများနဲ့ယူရတဲ့နည်းနည်းတော့တိုင်းပတ်နေဒါဗာမညွှန်ရှိတယ်မသိဘူးစတော့သွားရှိုးလိုက်အောင်ဆက်လို့ဗျာအားကြပြီးတော့တောက်ဆရာအနေနဲ့ဆိုရင်ဒီဟာလေးကပါလိမ့်မယ်brown sugar meaty okay ကျွန်တော်ဒီ brown sugar meaty တစ်ချက်တော့ပြီနော်ချင်းရိုးရစာဘူးသေးဆိုတာ तू ကကြဘယ်လိုမျိုးလဲဗျတော့ချင်းရထွက်တဲ့ပြောင်းစီနဲ့ဗမာချက်နဲ့ကိုရောပြီးချက်ထားတာပေါ့နော်အာဟာရ
တော့တော့ပိုကီတို့ငါးသားကြောင်းတို့လည်းရရင်နော် ဟုတ်ကဲ့ ဆိုတော့ဒါရတော့ကျွန်တော်တို့ကနည်းနည်းရိုးနေပါပြီအဲ့ဒီ wafer လေးတစ်ချက်လောက်စိတ်ဝင်စားတယ် ဟုတ် तू ကအရက်တာဖြစ်ရင်ဘယ်နှမျိုးလောက်ရလဲ သူကကျတော့ကြားရည်ရမယ်စတော်ဘယ်ရီရမယ်ချောကလက်ရမယ်ခါရရမယ်နောက်ဟိုပီနတ်ဘတ်တာလေးရမယ်ပြီးဒူရီယန်ရမယ်ဒူရီယန်ကျတော့အသီးအစ်စ်ပေါ့နော်မတို့အသီးအစ်စ်ကိုမှပြန်ပြီးတော့အနှစ်လုပ်ပြီးတော့ထည့်ရတာဟုတ်ဟုတ်ကြားရ ဆိုတော့ကျွန်တော်ဒီ wafer ရဆိုလို့ရှိရင်ဒါဒွင်းနဲ့ဟာလေးပေးလိုက် तू ကအသီးအစ်စ်နဲ့ချိန်ထားတဲ့အနှစ်ကိုတုံးထားတာဆိုတော့ okay ဒါလေးတစ်ခုယူလိုက်မယ်ကျွန်တော်ဒါတောက်စီအနေနဲ့ဆိုလို့ရှိရင်ဒီမှာကျွန်တော် fruit crystal series မှာလည်းရွေးကြရအများကြီးရှိရဲ့အပြင်ကို midty တွေကနေပြီးတော့ကျွန်တော်ဒီ brown sugar midty တစ်ခွက်ယူလိုက်မယ်ပေါ့နော်ဆိုတော့ okay ကျွန်တော်အဲ့နှစ်ခုပဲပေးပါနော်ဟုတ်ကဲ့ရပြီလားကျွန်တော် wafer လေးကြံနေနော်ဟုတ် okay ကျေးဇူးပါကျွန်တော်အဲ့လိုပဲနည်းတည်မလားဟိုစကားပုံရဆိုခင်မနိုင်မပေးချင်းထားတာပေါ့ကိုယ်အဆက်ပမာဏကိုမသိနှစ်ပွဲတွေပဲမှာချပလိုက်တယ်တော်သေးရအောင်ဒီမှာချိုးလေးပါတစ်ခိုင်းနဲ့ရလို့တော်သေးတယ်ဆိုတော့ဒါကတော့ဒါကျွန်တော်တွင်းသီးအနှစ်အဆင့်နဲ့လုပ်ထားတဲ့ဝေဖယ်ပဲဖြစ်ပါတယ်ကျွန်တော်တွင်းသီးမတရားကြိုက်တဲ့လူပိုးဆိုးပတ်ဆက်ကြိုက်တဲ့လူဆိုတော့ကျွန်တော်နည်းနည်းလေးဆွဲကြည့်တာလေဒါအနှစ်အဆက်လားဟို ready made လုပ်ထားတဲ့အနှစ်လားဆိုတော့သိတယ်တကယ်အနှစ်အဆင့်နဲ့လုပ်တာကျွန်တော်မှားလိုက်တာ brown sugar middy ပေါ့နော်ဟိုသဘောကျတာတစ်ခုပြောပါသလိုရှိရင်တော့ကျွန်တော်ပုံထဲမှာကြည့်ပြီးမှားလိုက်တဲ့အတိုင်းပဲဒီလိုမျိုးချိုးချက်ခတ်နေတဲ့ design တွေတကယ်ရတယ်လို့ကျွန်တော်တို့တချို့ခောက်ဆွဲပြုတ်တွေလိုမျိုးသိလားပြင်းရပစုံနေလို့မပါတဲ့ပုံတွေမျိုးမဟုတ်ဘူးပုံမှားတဲ့အတိုင်းတကယ်ရတယ်အဲ့လေဒီကတော်တော်လေးမိုက်တယ်ပိုရှင်းရများချက်ကကျွန်တော်ဒီမှာရှန်ကြကုန်ဆိုတော့ okay တီးရတာတကယ်ထွက်တယ်ဆိုင်ကကျွန်တော်အနေနဲ့ပြောလို့ရှိရင်ပေါ့နော်သူရှိတဲ့ဆိုင်ရဲ့ size နဲ့အနေထားနဲ့ဆိုရင်တော့တော်တော်လေး menu များအောင်တော်တော်လေးနည်းနည်းလုံးနိုင်တယ်လို့ပြောလို့ရတယ်ကျွန်တော်ရဲ့ personal အရာဆိုလို့ရှိရင်တော့တော်တော်လေးသဘောကျပါတယ်အားရပါရမစားရင်ကျွန်တော်ပတ်စံလေးတစ်ချက်အရင်ရှင်းလိုက်အောင်ဟာဘယ်လောက်ကြာလဲဗျကျွန်တော်ဒါမလာရှန်ကပွဲသေးအောင်မယ်ဟုတ်ဒီဘဲဇက်က2000ဒါ9000ဒီကောင်ဝေဖက်တပွဲ9000လားဟုတ်ပုံမှန်ဆိုရင်ညတော့တခြားအရသာတွေနေလဲဆိုရင်နော်โอเคဆိုတော့တခြားဒီ ready made cream နေနဲ့ဟာကျွန်တော်စားခြင်းနေဆိုရင်တော့တပွဲကို9000ပဲကြာမယ်ဒီကောင်ကကြတော့ဒါ green အနှစ်နဲ့မို့လို့နော်โอเคအဲ့တော့ဒါပေမဲ့ပတ်စံလေး4000လောက်နဲ့တော့ဒါကိုစားတဲ့အရသာကိုကောင်းကောင်းငန်းစားခြင်းတော့ကျွန်တော်အနေနဲ့ဆိုတော့တန်တယ်ဒီအေးကြတော့ဗျာအေးကြတော့ size လေးလေးကတော့6000 size ကြီးရှိသေးတယ်ပေါ့โอเคဆိုတော့ကျွန်တော် cash နဲ့မဟုတ်ဘဲနဲ့တခြား payment တွေဆိုရင်တော့ဗားရရဒီမှာတခြား payment တွေအကုန်လုံးရရပါတော့โอเคဆိုတော့ဆိုင်ကပေါ့ကျွန်တော်ဒီမှာမဟုတ်ဘဲနဲ့တခြားတနေရာမှာရှိတာမျိုးရှိတာဒါမှမဟုတ်တခြားလိုမျိုး food platform တွေမှာချိန်ထားတာမျိုးရှိတာပန်နိုင်ရဲ့ချိန်ထားတာရှိโอเคနာမည်ကြတော့တင်ကာနာမည်နဲ့နော် THING โอเคဟုတ်ကဲ့ပါကျေးဇူးပါမှာကျွန်တော်ပြီးမှပဲပြန်လာထွက်လာခဲ့လိုက်မယ်နော်ဟုတ်ကဲ့ကျွန်တော်အခုဒါလက်ရှိရောက်နေတဲ့ဆိုင်ရပေါ့နော်ဒီ Messi Ose Center ကြီးရဲ့ဒီရှေ့လေးထဲမှာရှိရဲ့လီဒီတင်ကာဆိုတဲ့ဖူးကောင်လေးပဲဖြစ်ပါတယ်သူကတော့ဒါဒီပင်လုံလမ်းမပေါ်မှာပဲရှိရပါတော့ဆိုတော့ဆိုင်ရဲ့ decoration နဲ့တော်တော်လေးမိုက်တယ်ပြီးတော့အဲ့လိုဆိုင်မှာရှိတဲ့စားစာတွေကလည်းတခြားသောဒီချင်းယူဟာစားစာတွေပြီးတော့မှဒီမာလာရှန်ကောမာလာဘဲဆက်တို့အပြင်အချိုနေနေဆိုလို့ရှိရင်တော်တော်လေးထူးထူးခြားခြားနေရာတိုင်းမရနိုင်တဲ့ဒီ wafer လိုမျိုးတွေမျိုးတွေဒီတခြား crystal series တွေကဒီ smoothie လိုမျိုးအေးမျိုးအစုံလုံးအပြင်ဒီ bubble tea တွေကလည်းအများကြီးပေါ့နော်တော်တော်လေးများတဲ့ menu တွေကိုဆိုင်သေးသေးလေးနဲ့ပိုင်ဆိုင်ထားတဲ့နေရာလေးဖြစ်ပါတယ်ဆိုတော့ဈေးနှုန်းလေးအဖြစ်နဲ့အရင်ကြီးတော့မများဘူးfair ဖြစ်တယ်ပေါ့နော်စားစာတွေကလည်းတော်တော်လေးအဆင်ပြေတယ်ပိုးရှင်းနဲ့တော်တော်လေးများတယ်ဆိုတော့ကျွန်တော်အနေနဲ့တိတ်တောင်ပြောကြမှမရှိတော့ဘူးဆိုတော့ဒီနေ့တော့ဒီလောက်ပါကျွန်တော်တို့ဆက်ဆွဲလိုက်ပါအောင်ကျေးဇူးများတင်ပါ